ဒီကားလေးကတော့မကြာခင်မှထွက်ရှိထားတဲ့ TUA လက်ဆင့်ဆိုတဲ့ကားလေးဖြစ်ပြီးတော့ rating အနေနဲ့အမြင့်ဆုံးရထားတဲ့2026 series လေးဖြစ်ပါတယ်။အရန်ဆိုတန်းတော့မှကျောင်းသားတွေကိုထင်ရသားပါပါနဲ့ဘလူးလက်ဆင့်နေပေးကောင်းလဲဆိုတဲ့ကျောင်းချက်ကားလေးကမလို့အစားဆုံးလိုက်ကြည့်ကြဖို့မျှော်လင့်ပါတယ်။ဇလင်းဆန်မှာတော့ကြောင်မင်းဆိုတဲ့ကောင်လေးတယောက်ပါသူ့ကိုသူတက်တီရမှချက်ကိုကျောင်းသွားရမှာကိုပူပြီးကြောင်နေပါတယ်။ကျောင်းရဲ့အဖေကန်တယောက်ဖြစ်တဲ့ကြောင်မင်းကတော့အမြဲလိုနှိမ့်ဆက်ခံနေရတဲ့ချက်ကျောင်းသွားရတာတူးတက်ငရဲလိုပါတယ်။ကျောင်းကိုရောက်ရှင်းပါတယ်။ဒေဆော့ဆိုတဲ့ကျောင်းသားတွေကကျောင်းရဲ့အမြင့်ဆုံးအထက်ကလေခုံရှာဖို့အတွက်လုံနေရကြောင်းကျောင်းသားတွေလည်းဝိုင်းကြည့်နေကြပါတယ်။ဒါရင်ဖြစ်ခင်အစောပိုင်းကဆရာအတန်းထဲမှာစတင်နေတဲ့အချိန်မှာဘာဘုံမကယူမဆိုင်ပဲဖောက်ထုတ်ရှိနေတဲ့ကျောင်းသားတယောက်ကိုတွေ့ရပါတယ်။ဒါအောင်ဆရာမတော့ပြောတဲ့အချိန်မှာအချိန်ပိုင်းဝင်တာကနေကြောက်အောင်လုပ်ပေးရမလားဆိုတဲ့အဖေဖြစ်သူရဲ့အာနာတုံးပြီးတော့ပြန်ပြောနေရအောင်တွေ့ရပါတယ်။ဒီမကန်နိုင်တော့တဲ့တဲ့ဆော့တယောက်ကတော့အဖေအားကိုနဲ့မိုင်းနေတဲ့ကောင်ကိုထပြီးတော့ထိုးပေးလိုက်ပါတယ်။ဒါပေမဲ့ရာသူကိုတုံးနဲ့တွားထိုးမိလို့ဖြစ်သွားပြီးတော့အပေါင်းပါတွေအားလုံးဝိုင်းရိုက်တာကိုခံရပြီးကျောင်းသားတွေလည်းမပြောရဲလို့ကြည်ပဲကြည်နေရုံပဲတက်နိုင်ပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးတော့ကျောင်းရဲ့အပေကန်ဖြစ်ခဲ့တဲ့ကြောင်မင်းရဲ့နေရာမှာဒေဆော့အပေကန်ပြစ်ချလိုက်ခဲ့ကြပြီးနေတိုင်းလိုနှိမ့်ဆက်ခဲ့ပါတယ်။အပေကန်ပြစ်ထားလိုက်ပြီဆိုရင်တကြောင်လုံးရဲ့နှိမ့်ဆက်ဖြစ်လာတော့မှမလို့တတန်းဝင်တတန်းချွန်နဲ့အပေကန်ပြစ်ချမှုဝိုင်းပြီးတော့မိတ်ဆက်ခိုင်းပါတယ်။ဒီလိုနဲ့နှိမ့်ဆက်ခံနေရတာတွေအကောင်လုံးကကျောင်းရဲ့ရိုးရာတစ်ခုလိုဖြစ်လာခဲ့ပြီးလွတ်တော်မဲ့ရဲ့တာဖြစ်တာကြောင့်မလို့ဆရာမတွေနဲ့ကျောင်းကိုယ်တိုင်ကပါဘာမှမပြောဘဲခွင့်ပြုထားရပါတယ်။နေတိုင်းလိုနှိမ့်ဆက်တာတွေကိုမခံနိုင်တော့တဲ့ဒေဆော့တရားတွေကျောင်းရဲ့အမြင့်ဆုံးအထက်ကနေနောက်ဆုံးမှခွန်ချပြီးတော့ကုကုကိုအစောစီရင်သွားပါတယ်။ကျောင်းရဲ့အပေကန်ဖြစ်ခဲ့တဲ့ကြောင်မင်းတရားသူ့ရဲ့ချိန်မှာလူတရားနောက်ဆုံးချိန်ထိအပေကန်အထိရောက်သွားခဲ့တာကိုစိတ်ထဲကတော်တော်လေးရသွားပါတယ်။အစောပိုင်းမှာသူ့ရဲ့နေရာကိုဒေဆော့အပေကန်ဖြစ်သွားခဲ့လို့ပျော်ရွှင်နေခဲ့မိတာတွေကိုလည်းသူ့ကိုယ်သူခွင့်မလွှတ်နိုင်ဖြစ်သွားပြီးစိတ်ထဲကရသွားခဲ့ပါတယ်။ဒေဆော့မရှိရတဲ့နောက်ပိုင်းမှာကြောင်မင်းကိုပဲအရင်လိုပြန်ဟခဲ့ကြပြီးတော့ခိုင်းလိုပဲနေဆက်စားပါတယ်။ဒေဆော့တည်ဆုံမှုဖြစ်ပွားခဲ့တာတော့မှကျွတ်တော်မရဲ့သားဖြစ်တဲ့အတွက်ကြောင့်မလို့နေဆက်ခံတဲ့အဖွဲကိုဒီတိုင်းပဲလွတ်ထားခဲ့ကြပြီးခိုင်းလိုပဲစူတတ်နေကြပါတယ်။ကျောင်းကိုရက်တွေရှူလာခဲ့ပြီးကြောင်မင်းရဲ့ပစက်တဲကိုအတဲလောင်းထည့်ပြီးနေဆက်တာတွေကျောင်းသားတွေရောဆရာတွေကပါဝိုင်းပြီးတော့လောင်ကြရင်းနဲ့တော်တော်လေးစိတ်ညစ်စရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်နောက်ပိုင်းမှာတော့ဒေဆော့တည်ဆောင်ခဲ့တဲ့နေရာကိုတွားခဲ့ပြီးအဆောင်စီရင်ဖို့လုပ်ခဲ့ပေမဲ့ထင်သားသူတို့မဟုတ်ပဲကျောင်းစိတ်တွေဝင်လာတာကြောင့်မလို့ဘလို့ကိုပဲဆုံးပြလိုက်ပါတယ်။အကြမ်းလေးပြန်ဝင်တဲ့အချိန်မှာတော့ကွမ်ဆူဆိုတဲ့ကောင်ချလာခဲ့ပြီးဘန်နာလီချင်းတို့ဆိုပြီးတော့ခြေထိုးခဲ့ပါတယ်။ကြောင်စော့ကိုပြန်ထောက်ဖို့ပြောခဲ့ပေမဲ့ထိုးတဲ့တန်ဒီကြားထဲမှာအလူလူလဲနေခံနေခဲ့ရပါတယ်။ကွမ်ဆူကတော့သူ့ကိုပြန်ထိုးဖို့ညနာပေးလိုက်တဲ့အချိန်မှာဘဲကမှမသိရဲ့လက်ဝါးတစ်ချက်နဲ့နေရင်းကိုပြင်းတာခံလိုက်ရတာကြောင့်တော်တော်လေးကိုနားရောက်သွားခဲ့ပါတယ်။ကွမ်ဆူကတော့ဘဲကကောင်လေးလို့မမေးခင်မှာဆရာဖြစ်သူကတော့လက်ဝါးချက်တွေအောင်မှစက်တိုက်ချဲရိုက်ခဲ့ပြီးတော့ဒေတာသွားရတဲ့ရိုက်ပေးလိုက်ပါတယ်။အဲချိန်လွတ်တော်မှသားရောက်လာခဲ့ပြီးတော့ဆရာဖြစ်သူကကျောင်းသားတွေကိုရိုက်လို့မရတာကြောင့်ဒိုင်မော့တင်မယ်ဆိုပြီးကျန်တဲ့ကျောင်းသားတွေကိုဗီဒီယိုရိုက်ခိုင်းကြပါတယ်။ဆရာဖြစ်သူကတော့ဗီဒီယိုရိုက်မှပိုးတောင်တီးပေးလိုက်ခဲ့ပြီးမျက်ခွက်တေးချဲရိုက်ခဲ့ကပိုးစားလာလေးတောင်ပြီးလိုက်ပါသေးတယ်။အဲချိန်ကျောင်းသားတွေဆရာမတွေကုန်ရောက်လာခဲ့ပြီးကျောင်းပါရောက်လာခဲ့ပြီးတော့ကျောင်းသားဖြစ်သူကိုဝင်ရိုက်တာမလို့ဘသူလဲဆိုပြီးဝိုင်းမိကြပါတယ်။အားလုံးရဲ့ရှေ့မှာပဲကိုရီးယားပညာရေးဖွံ့ဖြိုးဌာနကဖွဲ့စည်းထားတဲ့ပညာရေးခွင့်လန်းကာကွယ်ရေးဒူရိုစစ်စေးရေးမှုဖြစ်တဲ့ပွားချင်းချစ်ကြောင်ကိုမိတ်ဆက်လိုက်ပါတယ်။ဆရာရီတော်မှဒီဖွဲ့စည်းကိုပထမဆုံးကြားဖို့တာမလို့ပွားချင်းကတော့ကျောင်းသားတယောက်တည်ဆုံမှုကိုရဲတွေကိုလက်ထိုးပြီးတော့နှုတ်ပိတ်တဲ့မှုနဲ့အဓိကဖြစ်ရှင်မှုရောက်လာပြီးတော့ဖွဲ့စည်းထားတာဖြစ်ကြောင်းပြပါတယ်။ကျောင်းအောင်ကြီးကတော့ကျောင်းသားတွေကိုရိုက်ခွင့်ရှိလို့လားမေးပေမဲ့ကာကွယ်ရေးအခွင့်အရေးမှာလက်နဲ့နဲ့စုံမလို့ရကြောင်းပြပါတယ်။စီဝေကန်ထဲမှာစကားပြောခဲ့ကြပြီးပွားချင်းကတော့ဒေဆော့တည်ဆုံသွားတဲ့အခါမှာသူကိုယ်တိုင်တင်ချပေးမယ်လို့ပြောလိုက်ပါတယ်။ကျောင်းအောင်ကတော့အဲ့ဒီခန်းထဲမှာတမန်တော်ရွေးချယ်ခံမဲ့လွတ်တော်မဲရဲ့တာတယောက်ရှိတာကြောင့်မလို့ရုပ်ရှင်တိုင်းလုံးလုံးများကြောင်းပြပါတယ်။အာနာကိုကြောင်းနေရပဲချင်းချောက်ခဲ့ပေမဲ့လေပွားချင်းကတော့နည်းနည်းလေးမှတော့မတုံ့လို့တာမလို့လွတ်တော်မဲရဲ့တာရှိတဲ့အခန်းကိုပဲတင်မယ်ဆိုပြီးပြောလိုက်ပါတယ်။တန်းနေမှာကတော့လွတ်တော်မဲရဲ့တာကြုံရောင်းကလည်းဗေဒါနာပဲဖြစ်တဲ့သူ့ဖေရဲ့လောင်းမှာရှိတာမလို့ဘာမှလုံးလို့မရကြောင်းကိုကွမ်ဆူပြနေပါတယ်။အဲချိန်ဝချင်းရောက်လာခဲ့ပြီးတော့ဒီနေ့ကစပြီးဒီတိုက်ရဲ့အတန်းပိုင်းကသူဖြစ်ကြောင်းပြောခဲ့ပြီးတော့နာမည်စင်းတွေအားလုံးစစ်ပါတယ်။ဒေဆော့ရရောက်လာတဲ့အချိန်မှာဒေဆော့ကဘလူတီဆုံးသွားလဲဆိုတာကျောင်းသားတွေအားလုံးမေးပါတယ်။ကျောင်းလုံးတွေကတယောက်ကတော့ဒေဆော့ကစာရန်ညံ့တော့လို့စာမေးပွဲစက်တိုက်ကြပြီးဓာတ်မခံနိုင်တော့လို့ကုကုကိုအဆုံးစီရင်သွားတဲ့အကြောင်းပြပါတယ်။အားလုံးသိနေဝါချင်းတယောက်ကတော့အားချောင်းလေးရဲ့ပါဇက်ကိုဆက်ချင်းပဲစတေးနေပြီးတော့ပညာပေးလိုက်ရပိန်ဆက်တဲ့ဓာတ်မခံနိုင်လို့တီဆုံးသွားတာမဟုတ်လားလို့ပြောလိုက်ပါတယ်။ဝါချင်းကတော့တငယ်ချင်းတယောက်အခုလိုတည်ဆုံသွားတာတော့မှတတန်းလုံးမတုံမလို့ပဲနေနိုင်ကြတာတော်လေးကောင်းတာပဲဆိုပြီးတော့ဒေါသတွေထွက်နေပါတယ်။ဝါချင်းကတော့ကျောင်းသားတွေအကောင်လုံးကိုပလန်ထောက်ခံခဲ့ပေမဲ့ကျွေးအောင်ကတော့ပြန်ထိုင်ကိုင်းနေတဲ့အတွက်ကြောင့်ပါလို့အားလုံးကြောက်ပြီးပြန်ထိုင်ရပါတယ်
ကျော်ရောင်းကတော့ဆရာဖြစ်ရင်စာပဲတင်လို့ပြောပြီးတော့တတန်းတော့သူ့စကားပဲနားထောင်မှာမလို့စာတင်ဖို့ကိုပဲအမိန်ပေးပါရဲ့။ပါချင်းကတော့ပူပြီးတော့ကောင်းတဲ့ကြံတစ်ခုရှားပြီးလို့ပြောပြီးမင်းသာကြောက်လာရင်တတန်းလုံးကြောက်သွားမှာပဲဆိုပြီးတော့ခုံကောင်းနဲ့အပ်ပြီးလိုက်ခဲ့ပြီးချိန်ပြီးလိုက်ပါရဲ့။လွတ်တော်မဲဒါဖြစ်အောင်မကားလို့ဘသူပဲဖြစ်ဖြစ်ဂိမ်းမဆိုင်ဘူးဆိုပြီးတီးပြီးလိုက်တာကြောင့်ပါချင်းပြောတဲ့အတိုင်းပဲတခါလုံးလေးပလန်ထောက်လိုက်ရပါရဲ့။အမေစားချိန်ကြောက်လာတဲ့အချိန်မှာတော့ကျွမ်းတို့ပဲရောက်လာခဲ့ပြီးတော့ကန်းစီနေတဲ့ချောင်းသားတွေရှေ့ရလေးနေရာဝင်ယူခဲ့ပြီးတော့ထမင်းသွားယူပါရဲ့။ဒါရင်မဲ့ထမင်းယူရဲ့နေရာမှာပါချင်းချောင်းနေခဲ့ပြီးတခြားချောင်းသားတွေလိုပဲတန်းစီဖို့အတွက်ပြန်သွားခိုင်းပါရဲ့။ဒါအောင်လုံးဝကင်းမဆိုင်တဲ့ကျော်ရောင်ကတော့ဟင်းတွေကိုလမ်းနဲ့နိုင်ပြီးတော့သူ့ရဲ့ပကံထဲကိုရွှဲပြီးထည့်လိုက်ပါရဲ့။ပါချင်းကတော့နောက်ကနေဆောင်ကလိုက်ပြီးအမိုင်ပုံးလေးဟင်းလေးပြီးကြံသွားတော့ကျန်းလိုက်တဲ့တစ်ပြက်စီနဲ့တိုက်ပြီးနေပါရဲ့။ပါချင်းကတော့အရှုံးသမားတရားကိုကောင်းမမှတင်မိခဲ့ပြီးအကောင်လုံးရဲ့ချိန်မှာပဲထပ်ပြီးတော့ရှက်ခွဲပေးလိုက်တာကြောင့်တော်တော်လေးကိုဒေါသထွက်သွားပါရဲ့။ကျော်ရောင်ကတော့တန်ချင်းလုံနေတဲ့အချိန်မှာဘာမှမလုပ်တော့ဘဲနဲ့ကြောင်မင်းကိုတော့ခြိုက်ပြီးမှပြန်သွားခဲ့ပါရဲ့။ခဏနေတော့လွတ်တော်မဖြစ်တဲ့ကွန်ဖီရဲ့အိမ်ကိုရောက်သွားခဲ့ပြီးတာပြည့်သူကတန်ချင်းမလို့ပဲပြန်သွားတဲ့အတွက်ကြောင့်မလို့ပြန်လာခေါ်ရလို့ပြောလိုက်ပါရဲ့။ကျောင်းပြန်လာတဲ့အချိန်မှာတော့ပါချင်းကသူ့ကိုကျောင်းမှာနှိမ့်ဆက်နေတဲ့ဆရာဆိုပြီးတော့အဖေဖြစ်သူကိုပြန်တိုင်ပါရဲ့။ဘာအောင်မှကင်းမဆိုင်တဲ့ဝါချင်းတယောက်ကတော့ကွန်ဖီရဲ့ရှိမှာပဲကျော်အောင်ပြန်ခေါ်သွားတာကြောင့်လွတ်တော်မလေးတော်တော်လေးတော့ပေါ်သွားပါရဲ့။ကျောင်းရောက်တဲ့အချိန်မှာတော့ကျော်အောင်ကိုအိမ်သာစီးကိုင်းနေခဲ့ပြီးတော့ဒီမခံနိုင်တော့တဲ့ချင်းအောင်တယောက်လေကုဘာသာကိုတဲရဖြစ်အောင်အိမ်သာကွက်နဲ့ကောင်းနဲ့ပိတ်တိုက်လိုက်ပါရဲ့။ဒါအတီသားရဲ့လွတ်တော်မှာကွန်ဖီကတော့မနက်မှာကျောင်းထိလိုက်လာခဲ့ပြီးသူ့ရဲ့သားရဲ့တဲရကဘလူးပြစ်တာလဲဆိုပြီးလာပြောပါရဲ့။ပါချင်းကတော့သူကတန်ရှင်ရေးပဲလုပ်ခိုင်းခဲ့တာသူ့ဘာသာကောင်းနဲ့စောင့်လိုက်တာသူနဲ့မဆိုင်ဆိုပြီးပြန်ရွေးလိုက်ပါရဲ့။ပါချင်းကတော့တူဝင်းပါရဲဆိုရင်ဘလောက်ထိဖြစ်လာမလဲဆိုတာသိဖို့အတွက်ပြောသွားပြီးပါချင်းကတော့နည်းနည်းလေးအောင်တောင်းလောက်ခဲ့ပါဦး။ကျော်ရောင်းတို့ကတော့ကြောင်မင်းစီသွားခဲ့ကြပြီးသူတို့ကိုတန်ပြောတာအိမ်ဆရာရောက်တာမင်းကြောင့်ပဲဆိုပြီးတော့ထပ်ပြီးတော့ဝိုင်းရိုက်ကြပြန်ပါရဲ့။အပေကန်ဖြစ်နေတဲ့ကြောင်မင်းအတွက်နေရာလူလူငရေဖြစ်နေရတာတွေကိုမခံနိုင်တော့ရဲ့အစုံမှာတော့ဒဲဆော့တည်ခဲ့တဲ့နေရာကိုပြန်သွားမဲ့အချိန်ပါချင်းရောက်လာခဲ့ပြီးကြားလိုက်ပါရဲ့။ပါချင်းကတော့ဘောလုံးဝင်းနဲ့ခေါ်သွားခဲ့ပြီးအမြဲတမ်းနိုင်ချင်းခံနေရတဲ့ကြောင်မင်းကိုတော့သူတို့လက်ကနေရှောင်ပြေးဖို့နဲ့လူကြီးတွေကိုတိုင်တက်ဖို့အတွက်တင်ပေးခဲ့ပါရဲ့။လောလောဆယ်တော့ပူကောင်ဒီလက်ထဲရောက်တော့ပြီးနေအောင်ဆိုပြီးဘောလုံးဝင်းတစ်ပတ်ကိုပြေးကိုင်းခဲ့ပါရဲ့။ညဘက်မှာတော့ဆရာတပည့်နေအောင်ခေါက်သိတူတူစားကြရင်နဲ့အာနာယူနီရဲ့ကောင်းလေးကြောင်းပြပြကြပါရဲ့။လွတ်တော်မှန်တဲ့အာနာကကြောက်ဖို့ကောင်းပြီးတော့မိသားစုတစုလုံးကိုတော့ပျက်စီးသွားအောင်လုပ်ပြနိုင်ကြောင်းပြပြပါရဲ့။ပါချင်းကတော့စိတ်မပူဖို့တက်ပြောခဲ့ပြီးသူ့မှာလည်းနောက်ဖန်ကောင်းကောင်းလေးရှိရမလို့အဲဒီအတွက်ဆိုရင်ဘာမှစိတ်မပူဖို့တက်ပြောလာပါရဲ့။နောက်ရက်မှာလွတ်တော်မှန်ဖြစ်တဲ့ကွမ်ဖီကလည်းဝင်ကြီးကျော်စီသွားခဲ့ပြီးတော့ကာကွယ်ရေးဖြူလို့ဆိုတာဘာကြောင့်မလို့ဖွဲ့စည်းလိုက်ရလဲဆိုပြီးသွားမေးပါရဲ့။ပညာရေးဝင်ကြီးကတော့လွန်ခဲ့တဲ့နှစ်ကကျောင်းသားတယောက်စီကနေအသက်ခံရတဲ့ဆရာတယောက်ရဲ့အမှုလိုမျိုးချက်ပြီးရမဖြစ်အောင်လို့ဖွဲ့စည်းပေးထားတဲ့ဖွဲ့စည်းဖြစ်ကြောင်းပြောလိုက်ပါရဲ့။ဂျာယမဲကွမ်ဖီကတော့သူ့ရဲ့သားလေးအဲ့ဒီကျောင်းမှာတန်နေရမလို့ဖွဲ့စည်းကိုချက်ချင်းပဲဖြတ်သိမ်းပေးဖို့ပြောပြီးမထက်ရင်တော့ဝင်ကြီးရာလူကနေငိမ့်လာဖြစ်သွားအောင်လုပ်မယ်လို့ရှင်းချသွားပါရဲ့။နောက်ရက်မှာတော့တယ်မနာရွေးချယ်ပွဲအတွက်စီယုံရင်လုံးမဲ့ပွဲတစ်ခုကိုမီဒီယာရောချီခဲ့တွေရောဖိတ်တာပါရဲ့။ပွဲမတိုင်ခင်မှာပဲဖုန်းတွေအကောင်လုံးတွေမှာအထူးမသိဆိုပြီးကြာလာခဲ့ပြီးတော့ကွမ်ဖီလောက်ထားခဲ့တဲ့လက်စားမှုတွေနဲ့လင်ကိစ္စညှက်ထုတ်မှုတွေကိစ္စအထိအမှုပေါင်းများစွာကိုကတိုင်းပြည်လုံးတရားလို့ပြလိုက်ပါရဲ့။မီဒီယာတွေအပေါ်တော့ကလည်းချက်ချင်းပဲဝိုင်းမိခဲ့ကြပြီးတော့ကွမ်ဖီကလည်းသူ့ရဲ့မှုတွေအကောင်လုံးပေါ်မှာကြောက်တာနဲ့ခမ်းမတွေကိုထွက်ပြေးသွားခဲ့ပါရဲ့။ဒါပေမဲ့ခမ်းမခဲမှာတော့ပညာရေးဝန်ကြီးကကျူဆောင်နေခဲ့ပြီးဒါရီခုံလုံးကိုဝန်ကြီးကပဲကျူးကင်တာပြစ်တာကြောင့်မလို့အားလုံးဖော်ထုတ်လိုက်တာပါ။ကွမ်ဖီကတော့ပညာရေးဝန်ကြီးကိုတပါရီချင်းဖြစ်ပါလေနဲ့ဘာကြောင့်မို့ခုလိုကြီးလောက်ရလဲဆိုပြီးတော်တော်လေးဒေါ်လာထွက်သွားခဲ့ပါရဲ့။ပညာရေးဝန်ကြီးကတော့ပညာရေးကဘယ်သူမှမရှိတဲ့အတွက်ကြောင့်မလို့မင်းပြူလဲမှာမင်းသားပါပြူလဲမှာလို့ပြောပဲထွက်သွားခဲ့ပါရဲ့။နောက်ရက်မှာတော့လွတ်တော်မကွမ်ဖီကိုအချင်းပြတ်မှုတွေများလုံးတဲ့အတွက်ဖန်ဆီးလိုက်ပြီးဖြစ်ကြောင်းတရင်တွေထဲမှာပါလာတာမလို့တနိုင်ငံလုံးတည်သွားခဲ့ပါရဲ့။ဂျပန်မှာကတော့ပွာချင်တဲ့ဝင်ကြီးတို့ကလည်းပြပတ်တဲ့တူတူလောက်ကင်နေရဲ့အဖွဲ့အစည်းဖြစ်ကြပြီးတော့ပွာချင်ကိုလည်းရုပ်ရှာရှိတာဆက်လက်ဖို့အတွက်ပြောလိုက်ပါရဲ့။နောက်ရက်ကြောင်မှာကတော့လွတ်တော်မရဲ့တာဖြစ်သူတဲ့ကွမ်ဖီတဲ့ဘာမှမဟုတ်တော့တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေဝိုင်းလာတော့ခံခဲ့ရပါရဲ့။အတန်းနဲ့ရောက်လာခဲ့ပြီးအစိုးဆုံးကတော့ပြူရင်တော့ပောင်ခဲ့တဲ့တင်ငယ်ချင်းတွေကိုယ်တိုင်ကဂျွန်ကိုအပင်ကမြေလောက်လိုက်ခဲ့ကြပြီးအတန်းထဲမှာဝိုင်းလောင်ကြပါတော့တယ်။နားနေချိန်လေးမှာတော့ဒေဆော့တေခဲ့တဲ့နေရာကိုတွားခဲ့ပြီးကြောင်မင်းကတော့သူ့ကြောင့်ဖြစ်ခဲ့ရတာဆိုပြီးစိတ်မကောင်းဖြစ်နေတဲ့အချိန်မှာပါချင်းရောက်လာခဲ့ပါရဲ့။ပါချင်းကတော့ကိုအပြစ်မတင်ဘူးပြောခဲ့ပြီးဒါရီအားလုံးကသူ့ကိုနှိမ့်ဆက်ခဲ့တဲ့သူတွေစီမှာပဲအပြစ်ရှိကြောင်းပြောလိုက်ပါရဲ့။ဂျပန်မှာတော့ဂျွန်ကလည်းအခန်းထဲကိုမီးရှို့ဖို့လုပ်ခဲ့ပြီးတော့ကက်စီတွေကိုအခန်းအပြည့်လိုက်ပတ်နေပါရဲ့။ပါချင်းတီသားခဲ့တာမလို့ဆက်ချင်းရောက်လာခဲ့ပြီးတူတောင်းထားတဲ့တက်စီတွေပေါ်မှာပဲမီးချိရှို့ပြီးတော့မီးရှို့ပေးလိုက်ပါရဲ့။
ကျွမ်းအောင်ကတော့တူလောင်းတိုင်းတက်စီတွေနဲ့အတူတူအပြစ်ဘက်မှာဒုက္ခရောက်နေခဲ့ပြီးမိရီကြားထဲမှာကြောက်လက်ကြားနဲ့တင်မတက်ဟော်ရင်းနေပါတယ်။ကျွမ်းအောင်ကမိထဲမှာတင်မတက်ဟော်ရင်းနေတဲ့အချိန်မှာပါချင်းပင်အောင်လာခဲ့ပြီးတော့မိတက်စီနဲ့ဟာတော့ငဲလိုက်ပါတယ်။ပါချင်းကတော့မင်းတို့လိုအမိုက်ကောင်နေကြမလို့ဒဲဆော့တီဘူးကြောက်ခဲ့တာတော့မှအဲ့ဒီလမ်းကိုပဲရွေးချယ်ခဲ့ရတာပဲဆိုပြီးပြောပါတယ်။ဒဲဆော့ကမတေးချင်းပဲတည်ခဲ့ရတာဖြစ်ပြီးလုံးဝကိုအပေကန်တရားဖြစ်ခဲ့ပြီးတော့နေ့စဉ်ရက်ဆက်လို့အရိုက်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်။အဲ့ဒီတက်ဆိုတာကဒဲဆော့ရဲ့အဖေရဲ့အလုပ်ကိုင်တွေကိုတော့တွတ်တော်မဲအာနာတုံးခဲ့ပြီးတော့ပျက်စီးအောင်လုပ်ခဲ့တဲ့အတွက်ဒဲဆော့ပူပြီးစိတ်ထိခိုက်ခဲ့ရပါတယ်။ကြောင်းရှိမှာပဲသူ့ရဲ့အဖေကိုပြန်စင်ပြအောင်လို့တောင်းပန်ခဲ့ပေမဲ့လည်းကျော်ရောင်းကတော့တီးပြီးမှုတက်ကိုပဲပြောလိုက်ပါတယ်။ဒါကြောင့်လို့နောက်ဆုံးမှာတော့သူ့ရဲ့ပေစင်တီးပြီးနိုင်ဖို့အကြသူ့ရဲ့တက်ကိုစတီးခဲ့ပြီးလောဘကြီးရဲ့ကနေထွက်သွားပါတယ်။ပါချင်းကတော့ဘာရီပဲဖြစ်လာဒဲဆော့အသက်ပြည့်ချင်းမှာမဟုတ်တော့လို့ထောင်သားရီနဲ့ပဲထောင်ထဲမှာပုံဆောင်မှုပြောလိုက်ပါတယ်။ဒါရမှာတော့ဒဲဆော့တို့တီတောင်းချက်စီအောင်လုပ်ခဲ့တဲ့အနိုင်ကျင့်ခဲ့တဲ့ကျော်ရောင်းပါဝင်ကွမ်ဆူတို့၃ယောက်လုံးမှာအဖမ်းခံလိုက်ရပါတယ်။သူတို့တော့အလုံးနေမကပဲဒါရီကိုပုံးပြပေးခဲ့တဲ့ကျောင်းဟိုရန်ကိုဖမ်းဆီးခဲ့ပြီးပြစ်ပေးပါတယ်။နိုင်ချင်းခဲ့တဲ့၃ယောက်လုံးကိုလည်းပညာရေးမှာအတူတူမမအောင်လို့ပညာရေး website ရဲ့ထိပ်ဆုံးမှာအမှုတစ်ခုဖြစ်ထားလိုက်ပါတယ်။အဲဒီနေ့ကစပြီးပွားချင်းကိုကျောင်းမှာထွက်မတွေ့ရတော့ပဲကျောင်းတစ်ခုလုံးအမှုလုံးအချင်းသွားခဲ့ပြီးပုံမှန်တိုင်းဖြစ်သွားခဲ့ပါတယ်။နောက်ရက်မှာဝင်ကြီးနဲ့ဝါချင်းတို့ကလည်းတောင်ပေါ်ကအုပ်ကူလေးတစ်ခုမှာနှစ်ယောက်တူတူသွားစုတောင်းကြရဲနဲ့နောက်ထပ်လုံးစရာကြီးအများကြီးရှိကြောင်းပြောပြီးဒီကျောင်းပြီးရင်တောင်တကျောင်းအောင်ထပ်သွားမယ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီပိုင်းရောက်ဒီမှာပြီးဆုံးသွားပြီးနောက်ပိုင်းကြည့်မယ်ဆိုရင်အောက်မှာရက်စုပ်ပြီးခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်။